အားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တစ်ခုကိုဒေါ်လာ1 million တန် Bitcoin ဆိုတဲ့သတင်းနဲ့အတူကမ္ဘာဖလားနဲ့အတူသတိထားမယ့် scan တွေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တစ်ခုကိုဒေါ်လာ1 million တန် Bitcoin ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Bitcoin တစ်ခုကိုဒေါ်လာ1 million တန်ဖိုးရှိနေပါပြီ။တကယ်တည်းကျတဲ့ Bitcoin တော့မဟုတ်ပါဘူး။အပြင်မှာလမ်းနဲ့ထိတွေ့ကန်ဝယ်လို့ရတဲ့ physical Bitcoin အပြားပါ။ဒီနေရာမှာနည်းနည်းတော့ရှုပ်ထွေးသွားကြမယ်ထင်ပါတယ်။ Bitcoin ဆိုတာ digital အသွင်နဲ့ပဲရှိနေပြီးတော့အပြင်လောကက Bitcoin ဟာအလားတသက်အနေနဲ့ထုတ်ထားတာဖြစ်ကြောင်းသိကြမှာပါ။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ physical Bitcoin တွေတကယ်ရှိခဲ့ပူပါတယ်။အခုလည်း2011-2013ခုနှစ်ကထုတ်လုပ်ခဲ့တဲ့နာမည်ကြီး Casasiet Physical Bitcoin တစ်ခုရဲ့နောက်ကျောမှာ Hologram CG ကိုခွာချလိုက်ပြီးအထက်မှာတင်ထားတဲ့25 BTC လက်ရှိပေါက်ဈေးနဲ့ဆိုဒေါ်လာ 1.7 million တန်ဖိုးကို wallet အသစ်တစ်ခုစီရွှေ့ပြောင်းလိုက်တဲ့သတင်းကတော့အတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။ဒီ Casasiet coin တွေဆိုတာကစုံအင်ဂျင်နီယာတယောက်ဖြစ်တဲ့ Mike Conway ကဖန်တီးခဲ့တဲ့ရုပ်ဝတ္ထုတိုကင်တွေပါပဲ။သူက 3.5 10, 25, 100နဲ့ 1000 BTC ဆိုပြီးတန်ဖိုးအမျိုးမျိုးနဲ့ထုတ်လုပ်ခဲ့တာပါ။အကျေးစီတပြားစီရဲ့အပြင်ဘက်မှာ Bitcoin address ကိုရိုက်နှိပ်ထားပြီးနောက်ကျောဘက်မှာခေါ်လို့ရတဲ့ hologram C အောက်မှာတော့ private key ကိုလုံလုံခြုံခြုံဝတ်ထားပေးတာဖြစ်ပါတယ်။ပတ်ရှင်နေအနေနဲ့ကိုယ့်ပစံကိုသုံးကြည့်ပြီဆိုရင်အဲ့ဒီ hologram ကိုခွာ private key ကိုယူပြီး wallet တစ်ခုခုထဲကိုထည့်လိုက်ရုံပါပဲ။ဒါပေမဲ့ဒီလိုခွာလိုက်တာဟာအကျေးစိရဲ့ရှားပါစုဆောင်စရာဆိုတဲ့ collectible ဆိုတဲ့တန်ဖိုးကိုအပြီးတိုင်းဖျက်ဆီးပစ်လိုက်တာနဲ့အတူတူပါပဲ။ဒါပေမဲ့ Casasiet coin ထုတ်လုပ်ရေးတွေကိုအမေရိကန်ငွေကြေးခွန်အားချမှုတိုက်ဖျက်ရေးဌာနကမျက်စိထောက်ထောက်ကြည့်နေခဲ့ပါတယ်။2013ခုနှစ်နောက်ပိုင်းမှာတော့လိုင်စင်မရှိဘဲငွေလွှဲပြောင်းပေးတဲ့လုပ်ငန်းလုပ်နေတယ်လို့တတိပေးလာတာကြောင့် Codeway တယောက်ဒီ project ကိုမဖြစ်မနေရပ်တန့်ခဲ့ရပါတယ်။ဒါပေမဲ့အခုချိန်ထိမခွာရသေးတဲ့ Intact Hologram Casasiet coin တွေကတော့ collectible ဈေးကွက်ထဲမှာစင်မော်ကနေနေရာယူထားဆဲပါ။အထက်မှာတကယ် Bitcoin တွေပါနေတဲ့အပြင်မပြတ်မစည်းသေးတဲ့ရုပ်ဝတ္ထုပစ္စည်းတစ်ခုအနေနဲ့ပါစုဆောင်းသူတွေကြားမှာအထက်က BTC တန်ဖိုးထက်ပိုများတဲ့မိုးထီအောင်ထောင်တက်နေတဲ့ဈေးတွေနဲ့အယောင်ဝယ်ဖြစ်နေကြတာပါအခုဆိုရင်တန်ဖိုးအမျိုးမျိုးရှိတဲ့ Casasiet ရဲ့အကျွေးစီထောင်ပေါင်းများစွာဟာမခွာရသေးပဲကြန့်ရှိနေသေးတယ်လို့မှတ်တမ်းတွေကဆိုပါတယ်ဥပမာအနေနဲ့1000 BTC ပါတဲ့အကျွေးစီဆိုရင်အပြား20အောက်ပဲထုတ်လုပ်ခဲ့တာဖြစ်ပြီးအခုချိန်ထိမခွာရသေးတဲ့အကျွေးစီတွေဆိုရင်တပြားကို$66 million လောက်အထိတန်ဖိုးရှိနေမှာပါဒါ့အပြင်ဒီ project ကိုအတူယူပြီး Lialana, Dinerian နဲ့BTCC တို့လိုနောက်ဆက်တွဲ physical Bitcoin မင်းတွေပေါ်လာခဲ့ပေမဲ့စုဆောင်းသူတွေကြားမှာတော့ Casasiet ကသာပြိုင်ဘက်ကင်းနေရာယူထားတော့မှာပဲ။ဒါကြောင့်ဗုဒ္ဓဦးနေ့က25 BTC အကျွေးစီကိုခွာချလိုက်တဲ့လုပ်ရဟာတကယ်ကိုနှမျောစရာလုပ်ရတစ်ခုအဖြစ်မှတ်ချက်ပေးနေကြပြီးအခုလိုမျိုး Series 1 အကျွေးစီကြီးကိုခွာချလိုက်တာကြောင့် Premium ဈေးပိုရနိုင်တဲ့စုဆောင်းစရာပစ္စည်းတစ်ခုကနေရိုးရိုး Bitcoin အဖြစ်ကိုပြန်ပြောင်းသွားတာပါ။ဒီဖြစ်ဟဟာ Bitcoin block 9,5259 ခုမှာမှတ်တမ်းဝင်သွားခဲ့ပါတယ်။ထူးခြားတာကတော့ဒီအပတ်ထဲမှာပဲ Bitcoin ရဲ့ UTXO Unspent Transaction Output မှတ်တမ်းတွေအရ2011ခုနှစ်ကတည်းက15နှစ်လောက်ညင်နေခဲ့တဲ့ wallet အဟောင်းကြီးတစ်ခုကနေ35 BTC တွေရုတ်တရက်ရွှေ့ပြောင်းသွားတဲ့ဖြစ်ရပ်မျိုးတွေပါဇက်တိုက်ဆိုသလိုတွေ့လာရတာပါပဲဒီ Casasiet Bitcoin တွေဟာခရစ်တိုသမိုင်းကြောင်းရဲ့အစောပိုင်းသမိုင်းဝင်အမတ်တရားတွေပါပဲအကျေးစီကိုခွာပြီးတုံးပြလိုက်တဲ့သူတွေအတွက်တော့လိုအပ်လို့ငွေထုတ်သုံးတာဖြစ်နိုင်ပေမဲ့collectible သမားတွေရဲ့အမြင်မှာတော့တမိုင်းဝင်ပစ္စည်းတစ်ခုကိုဖျက်ဆီးပစ်လိုက်တယ်လို့ခန်းစားရမှာအသေးချပါပဲရှေ့ရှောင်းဒီလိုမျိုးအိတ်နေတဲ့တမိုင်းဝင် wallet တွေအကျွေးစီတွေဘယ်လောက်တောင်အသက်ဝင်လာအောင်မလဲဆိုတာကတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ကြရအောင်ပါပဲနောက်ထပ်သတင်းပေါ်အနေနဲ့ကမ္ဘာဖလားနဲ့အတူတတိထားရမယ့် scan တွေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်2026ခုနှစ်ကမ္ဘာဖလားပွဲကြီးကြည့်ဖို့လက်မှတ်ဝယ်ရကနေကိုယ့်ရဲ့ခရစ်တိုတွေအပါမခံချင်မှုဆိုရင်တော့အွန်လိုင်းကနေလက်မှတ်လာရောင်းသူတွေကိုအထူးသတိထားဖို့လိုအပ်နေပါပြီ။ဗုဒ္ဓဦးနေ့က X ပေါ်မှာ Los Angeles County ရဲတပ်ဖွဲ့ LASD ကနေသတိပေးချက်တစ်ခုထုတ်ပြန်လာပါတယ်။အဲ့ဒါကတော့လိမ်လည်သူတွေဟာကမ္ဘာဖလားလက်မှတ်အတူတွေအခမ်းပွဲပတ်ကေတွေအမတ်တရပစ္စည်းတွေနဲ့လောင်ကစား promotion တွေသုံးပြီးငွေနဲ့ကိုယ့်ရဲ့အချက်လက်တွေကိုခိုးယူနေကြတယ်ဆိုတာပါပဲ။အထူးသဖြင့်ငွေပေးချေမှုတွေကို cryptocurrency တွေနဲ့တောင်းပြီးဆိုရင်ဒါဟာလိမ်လည်မှုမှန်းသိသာစေတဲ့အထင်ရှားဆုံးလက္ခဏာတစ်ခုလို့ဆိုပါတယ်။ crypto နဲ့ဖြစ်ဖြစ်
P2P app တွေ gift card တွေနဲ့ဖြစ်ဖြစ်ပြန်ရယူဖို့ခက်ခဲတဲ့ငွေပေးချေမှုစနစ်တွေနဲ့တောင်းလာရင်တတိထားကြပါ private seller တွေပြတဲ့ screenshot တွေ PDF တွေနဲ့စက္ကူလက်မှတ်တွေကိုလည်းမယုံကြပါနဲ့လို့ရဲတပ်ဖွဲ့ကတတိပေးထားပါတယ်ဒီတတိပေးချက်ဟာအမေရိကန်မက္ကဆီကိုနဲ့ကနေဒါနိုင်ငံတွေက2026ခုနှစ် FIFA World Cup အတွက်ပြည်သက်သမားများစွာကိုလက်ခံဖို့ပြင်ဆင်နေချိန်မှာထွက်ပေါ်လာတာပါ။တစ်ချိန်တည်းမှာပဲ Channel လက်စရဲ့အချက်အလက်တွေအရ2025ခုနှစ်အတွင်းခရစ်တိုခိုးယူခံရမှုပမာဏဟာဒေါ်လာ3.4ဘီလီယံအထိစံချိန်တွေရောက်ရှိနေတယ်လို့ဆိုတာကလည်းမေ့ထားလို့မရပါဘူး။အခုဆိုရင် Cyber ရာဇဝတ်ကောင်တွေဟာ AI ကိုနဲ့တကယ်တရားဝင် website တွေလို့အထောက်အထားခွဲမရအောင်တူညီတဲ့ phishing site တွေကိုအလွယ်တကူဖန်တီးနေကြပါပြီ။ဒီကနေတဆင့်ပြည်သက်တွေရဲ့ login ဝင်တဲ့အချက်အလက်တွေ credit card နံပါတ်တွေနဲ့ငွေတွေကိုခိုးယူဖို့ပြင်မှတ်ထားနေကြတာပါ။ဒါကြောင့်လက်မှတ်ဝယ်တော့မယ်ဆိုရင်ကြော်ညာတွေဒါမှမဟုတ် WhatsApp link တွေကနေသွားတာထက်ဆိုင်ရင် browser မှာ FIFA ရဲ့တရားဝင် website လိပ်စာကိုတိုက်ရိုက်ထည့်ပြီးဝင်တာကအလုံးကျုံဆုံးပါပဲ။ဈေးရန်ပေါ်လွန်တာတွေအမြန်ဝယ်မရမယ်လို့ဖိအားပေးတာမျိုးတွေကိုလည်းမယုံဖို့ LASD ကတတိပေးထားပါတယ်။ FBI ရဲ့ ICC Internet Crime Complaint Center ဌာနခွဲကလည်းစလုံးပေါင်းနဲ့ငယ်လွဲတဲ့ Typo Squatting website တွေကိုတတိထားဖို့ထပ်လောင်းပြောဆိုထားပါသေးတယ်။တကယ်လို့အလိမ်ခံရပြီဆိုရင်လည်းချက်ချင်းသက်ဆိုင်ရာဘဏ်ကိုအကြောင်းကြားမှတ်တမ်းတွေတင်ထားပြီး ICCC ကိုတိုင်ကြားဖို့အကြံပြုထားပါတယ်။OB စိတ်ဝင်စားစရာကောင်းတာကတော့လက်မှတ်လေရောင်းတာတင်မကပါဘူး။ Cyber လုံခြုံရေးခံမတီတစ်ခုဖြစ်တဲ့ Malware Patch ရဲ့အဆိုအရလိမ်လည်သူတွေဟာ FIFA ရဲ့နာမည်ကိုသုံးပြီး Fake Crypto Project တွေကိုပါလှုပ်ရှားနေကြတာပါ။ဥပမာပြရင်တော့ Mega Airdrop တွေပေးမယ်။ Token စုစုပေါင်း7ဘီလီယံထုတ်မယ်ဆိုပြီးကမ္ဘာဗလာခြေစစ်ပွဲအောင်48သိန်းကိုညီညွတ်တဲ့ကဏ္ဍတွေတုန်းကလူတွေကိုမြှူဆွဲနေကြပါတယ်။တချို့ဆိုရင် FIFA ရဲ့တရားဝင် mascot ကိုတော့ခွင့်ပြုချက်မရှိဘဲသုံးပြီး token တွေကိုရောင်းချနေတာကိုတွေ့ရပါတယ်။တကယ်တော့ FIFA မှာ FIFA Collect လို့ခေါ်တဲ့တရားဝင် digital collectible ecosystem တစ်ခုရှိပြီးသားပါ။ဒါပေမဲ့အခု line ပေါ်မှာပလူပြနေတဲ့ World Cup token ဆိုတာကတော့ ecosystem ထဲမှာလုံးဝမပါဝင်ပါဘူး။ဒါကြောင့်အမျက်ကြီးစားရမယ်ထင်ပြီးအဲ့ဒီ token တွေကိုတောင်းဝင်ပြီးရင်ကိုယ့်ရဲ့ပတ်စံတွေအခုခံရမယ်အပြင်ကိုယ့်ရဲ့ crypto wallet ထဲကိုပါ scammer တွေဝင်ငွေတောင်းဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားနိုင်ပါတယ်။မြန်မာနိုင်ငံကပြည်သက်တွေအနေနဲ့ကတော့ live ကြည့်ချင်စောနဲ့တွေ့ကြရလင်းတွေကိုရှောင်မနေမိကြဖို့အရေးကြီးပါတယ်။တွေ့ကြရလင်းတွေ pocket app တွေရှောင်နေမိပြီဆိုရင်ကိုယ့်ရဲ့ device ထဲကို malware တွေဝင်လာတာမျိုးတွေဖြစ်နိုင်ပြီးကိုယ့်ရဲ့ wallet တွေ crypto asset တွေပါသွားနိုင်တာကြောင့်အထူးသတိထားကြသင့်ပါတယ်။အချုပ်ဆိုရရင်တော့2026ခုနှစ်ကမ္ဘာဖလားပွဲကြီးကနီးလာတာနဲ့အမျှ scammer တွေရဲ့ခြေလှမ်းတွေကလည်းပိုပြီးတွာလာနေပါပြီ။ဘောလုံးဝဲကြည့်ခြင်းစောနဲ့ line ပေါ်မှာတွေ့ကြရလင်းတွေကိုနှိပ်ရောင်းလာသမျှ token တွေကိုမျက်စိမိတ်ဝယ်မိရင်တော့ပွဲမကြည့်ရတဲ့အပြင်ကိုယ် wallet ထဲကပတ်စံတွေပါလေထဲလွှင့်သွားနိုင်ပါတယ်။ဒါကြောင့် AI တွေ phishing site တွေကြီးစိုးနေတဲ့ဒီခေတ်ကြီးထဲမှာကျွန်တော်တို့အလူတိုင်ကကြီးတွေမဖြစ်ရလေအောင်အတိတရားလက်ကင်ထားပြီးထားကြကြရှောင်ရှားနိုင်ကြဖို့သတိပေးလိုက်ရပါတယ်။ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။